အားလုံးပဲမင်္ဂလာပါ Emily's Diary YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရာသီကွင်းတွေကထိတ်ဆုံးရာသီကွင်းလည်းဖြစ်တဲ့ Aries ပေါ့နော်မိတ္တရာသီကွင်းတွေအတွက်ဒီနိုဝင်ဘာလ2025မှာကြုံတွေ့ရနိုင်တဲ့ကောင်းခြင်းဆိုးခြင်းတွေနောက်စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆောင်ရန်လေးသတိထားရမယ့်အချက်လေးတွေကိုစူးစီးပြီးတော့ပြောပြပေးလိုက်ပါတယ်ဒါကြောင့်မလို့ကိုကမတ်လ21ရက်နေ့ကနေပြီးတော့ဧပြီလ19ရက်နေ့အတွင်းကိုမွေးဖွားတဲ့ Aries တွေမိတ္တရာသီဘွားတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါကျန်တဲ့ရာသီဝင်တွေကိုလည်းနောက်ရက်တွေမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နိုဝင်ဘာလအစမှာ Aries တွေအတွက်အခွင့်အလမ်းသစ်တွေအများကြီးပေါ်လာမဲ့နမိတ်ပုံစံမျိုးလေးရှိနေပါတယ်ဒီနိုဝင်ဘာလထဲမှာဆိုလို့ရှိရင်ပေါ့နော်လအစလောက်ကနေစပြီးတော့ Aries တွေကကိုစူးစမ်းခဲ့တဲ့ကိုကြံစီအားထုတ်ခဲ့တဲ့ပေါ့နော်ကိုစိုက်ပျိုးခဲ့တဲ့အသီးအပွင့်တွေရဲ့ရလဒ်တွေကိုရလာပါလိမ့်မယ်ကိုပင်မမလုပ်ခဲ့ရတဲ့အလုပ်တွေ project တွေပေါ့နော်ကိုရဲ့အားစိုက်ထုတ်မှုတွေဥပမာကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်းပဲဥပမာ scholar ပါသွားတာမျိုးပေါ့နော်ဆောင်ပွဲအောင်သွားတာမျိုးဒီလိုမျိုးကိုကြိုးပမ်းမှုတွေကိုရဲ့အားထုတ်မှုတွေအတွက်ကောင်းမွန်တဲ့ရလဒ်တွေရလာမယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရပါတယ်ပြီးတော့ team work ပေါ့နော်အဖွဲ့လိုက်အလုပ်လုပ်ရတဲ့ဟာမျိုးလေးတွေမှာလည်းပို့ပြီးတော့ကိုကနာမည်ရလာမယ်ဆိုတာမျိုးလေးမြင်ရတယ်ပေါ့နော်ကိုရဲ့အထက်လူကြီးကကိုရဲ့လုပ်ပုံကိုင်ပုံသဘောကျပြီးတော့ကိုအခြားအလုပ်အသစ်တွေကမ်းလှမ်းလာတာမျိုးလစာတိုးတာမျိုးလေးเนาะနောက်ပြီးတော့ကိုကတကယ်လို့ပေါ့နော် group နဲ့အလုပ်လုပ်နေတယ် team work တွေလုပ်နေခဲ့တယ်ဆိုရင်လည်းပဲအဲ့ဒီအလုပ်တွေကအောင်မြင်ပါလိမ့်မယ်เนาะဒီလိုပုံစံမျိုးလေး Aries တွေကကြုံရမှာဖြစ်ပါတယ်နောက်ပြီးတော့ Aries တွေကပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့မီးတက်ပေါ့နော်မီးတက်ကိုကိုစားပြုတဲ့အခါမှာစိတ်ဆက်တယ်ဒေါသကြီးတယ်ဆိုတာမျိုးလေးရှိတယ်ဒါပေမဲ့လည်းပေါ့နော်ဒီနိုဝင်ဘာလမှာဆိုလို့ရှိရင်တော့ Aries လေးတွေကတဲ့ကိုယ့်ရဲ့ဒေါသတွေကိုချုပ်ထိန်းနိုင်လာလိမ့်မယ်ပေါ့နော်ဒေါသတွေကိုချုပ်ထိန်းနိုင်လာတဲ့အတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းနည်းနည်းလေးတဟဇာတာပို့ပြီးတော့ဖြစ်လာလိမ့်မယ်ကိုယ့်အရင်ကဒေါသကြီးလို့ဆိုပြီးတော့စကားမပြောခြင်းမခေါ်ခြင်းတဲ့သူတွေရှိခဲ့တယ်ဆိုရင်လည်းသူတို့ကကိုယ့်ကိုပြန်ပြီးတော့နားလည်လာလိမ့်မယ်အော် तू ကဒီလိုမျိုးတော့မဟုတ်ပါဘူး तू ကအဲ့လောက်လည်းမစိုးပါဘူးဆိုတာမျိုးလေးပေါ့နော်ကိုယ့်ရဲ့မိသားစုထဲမှာဆိုလို့ရှိရင်လည်းကိုမိသားစုဝင်တယောက်ကကိုအမြင်မကြည်နေတာမျိုးလေးရှိလို့ရှိရင်ဒီနိုဝင်ဘာလအစမှာတည်းကကိုရဲ့မြစ်တာစေတနာတွေကိုနားလည်လာလိမ့်မယ်ကိုအထင်လွဲတာမျိုးလေးမရှိတော့ဘူးပေါ့နော်ဒါမျိုးလေးမြင်နေရပါတယ်အဲ့တော့ Aries လေးတွေအနေနဲ့ကလည်းပေါ့နော်ကိုကတော့မီးတက်ဖြစ်နေပေမဲ့လည်းပေါ့ဒီလထဲမှာတော့ကိုရဲ့စိတ်လေးကိုအတက်နိုင်ဆုံးလေးဒေါသကိုလျှော့ပြီးတော့နေမယ်ဆိုလို့ရှိရင်အောင်မြင်မှုတွေပို့ပြီးတော့ရလာနိုင်တယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရတယ်နော်ပြီးတော့ကိုရဲ့အရင်အဆုံးမိတ်ဆွေတွေကိုနဲ့အရန်ခင်တဲ့တငယ်ချင်းမျိုးပေါ့နော်ကိုရဲ့ချစ်သူရည်စားလည်းဖြစ်နိုင်တယ်အဲ့လိုလူမျိုးတွေနဲ့အလုပ်တွဲလုပ်မယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုတွေရနိုင်တယ်လို့မြင်ရတယ်နော်ဥပမာကိုရဲ့အလုပ်နဲ့ကိုရဲ့ရည်စားရဲ့အလုပ်နဲ့ပေါ့နော်လုပ်ငန်းတူတယ်ဆိုရင်လုပ်ငန်းတူပူးပေါင်းပြီးတော့လုပ်တာမျိုးဆိုင်အတူတူဖွင့်တာမျိုးအစုရှယ်ယာဝင်တာမျိုးလေးတွေဒါမှမဟုတ်လည်းဥပမာစာမေးပွဲအတွက်ပေါ့ကိုရဲ့တငယ်ချင်းနဲ့စားအတူတူကြက်တာမျိုးပေါ့နော်အဲ့လိုမျိုးရီးစားတို့ကိုယ့်ရဲ့မိတ်ဆွေတို့တငယ်ချင်းတို့လှုပ်ဖို့ကင်ဘက်တို့နဲ့အလောက်အတူတူပူပေါင်းချိတ်ဆက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လည်းအကောင်းမွန်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းကကိုယ့်ထက်အသက်ပိုကြီးတယ်ဆိုရင်တော့ပိုကောင်းတယ်နော်ကိုယ့်ဘောဩဇာလွှမ်းမိုးပေးနိုင်တဲ့တငယ်ချင်းမိတ်ဆွေညီကိုမောင်နှမအဲ့လိုလူမျိုးနဲ့အကြီးပေါ့နော်ကိုယ့်ထက်ကြီးတဲ့သူနဲ့အလုပ်တွဲလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ကိုထက်ငယ်တဲ့သူတဲ့ဆိုလို့ရှိရင်တော့ကိုကပဲဥဆောင်ရမှာဖြစ်တဲ့အတွက်နည်းနည်းလေးပင်ပန်းနိုင်တယ်ဒါပေမဲ့အောင်မြင်မယ်ဆိုတဲ့နမိတ်မျိုးလေးမြင်ရပါတယ်နော်အဲ့တော့ Aries လေးတွေအနေနဲ့ဒီလထဲမှာဆိုရင်အလောက်အကိုင်းနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့ရလက်လေးတွေရနိုင်တယ်စောင်းမွဲတွေပါရှိခဲ့တယ်ဆိုရင်လည်းအောင်မြင်ပါလိမ့်မယ်နော်ကိုသတ်မှတ်ထားတာတဲ့ပို့ပြီးတော့များတဲ့အမှတ်တွေ grade တွေနဲ့အောင်မြင်ပါလိမ့်မယ်နော်ဒါကတော့ကောင်းမွန်တဲ့အချက်လေးတွေကိုအရင်ဆုံးပြောပြတာဒါဆိုရင် Aries တွေဖြစ်တဲ့အတွက်ပေါ့နော်စိန်ခေါ်မှုတွေကတော့အများကြီးရှိနေမှာပဲပေါ့နော် Aries မှန်လို့ရှိရင်အေးအေးဆေးဆေးလေးနဲ့မပူမပင်မဲနဲ့ပေါ့နော်ဘာမှမလုပ်ရဘဲနဲ့အောင်မြင်သွားတယ်ဆိုတာမျိုးသိမရှိဘူးနော် Aries တွေရဲ့လက္ခဏာကသူများတက်တောင့်တက်တာရတဲ့အရာကိုတိုက်ထုတ်ပြီးမှရခဲ့တယ်ဆိုတဲ့အတိုင်းပဲเนาะ Aries တွေကဘယ်တော့မှလွယ်နဲ့မရဘူး Aries တွေလွယ်နဲ့ရပြီဆိုရင်လည်းအဲ့ဒါကသူတို့စီမှာကြာမခံဘူးเนาะဘာလို့လဲဆိုတော့ Emily ကိုယ်တိုင်ကလည်း Aries ပါเนาะ Emily က April မှာမွေးတဲ့ April လမှာမွေးတဲ့ Aries ပါအဲ့တော့ Emily ကိုယ်တိုင်လည်းပဲဘယ်တော့မှအရာတစ်ခုကို Emily လိုချင်တဲ့အရာကိုလွယ်လေးနဲ့ရခဲ့တယ်ဆိုတာမရှိဘူးတကယ်လို့လွယ်နဲ့ရခဲ့ရင်လည်းလွယ်နဲ့ပြန်ထွက်သွားရပါတယ်เนาะပတ်စံပဲဖြစ်ဖြစ်အချစ်ရေးပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ပါခက်ခဲနဲ့သူများထက်2ဆ3ဆပိုပင်ပန်းပြီးတော့မှရလာတဲ့ဟာတွေဒါ Aries တွေစီမှာပို့ပြီးတော့တည်မြဲတတ်တာဖြစ်ပါတယ်အဲ့တော့ Aries တွေအနေနဲ့စိန်ခေါ်မှုတွေကတော့အာယုံစိုက်ဖို့ပါပဲ Aries ရဲ့သဘောတဘာဝဟာတစ်ခုခုအပေါ်မှာအာယုံစိုက်ပြီးဆိုရင်လည်းအရန်စိုက်ပါတယ်အာယုံ
မဆိုင်ရင်လည်းလုံးဝကိုအဖက်မလုပ်တတ်တဲ့သဘောရှိတဲ့အတွက်အောင်မြင်တဲ့လောက်မအောင်မြင်ရတာဖြစ်တယ်နော်အဲ့တော့ Aries လေးတွေဒီလထဲမှာအလုပ်တွေကတော့ကောင်းပါရဲ့ဒါပေမဲ့ကိုကအာယုံတိတ်ပြီးတော့မဆိုင်နိုင်တာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီအတွက်တချို့တော့ကမ်းလှမ်းမှုတွေကိုကိုကဟိုလက်လွတ်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့စိန်ခေါ်မှုအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်အာယုံကိုကိုယ်တိုင်ထိန်းချုပ်ပါနောက်တစ်ခုကငွေဝင်ကိန်းတော့ရှိနေတယ်ဒါပေမဲ့ငွေထွက်ကိန်းကလည်းပို့ပြီးတော့များနေနော်အဝင်ထက်အထွက်ကပိုများနေတယ်လို့ဖြစ်တဲ့အတွက်လက်ဖွာတာလေးနည်းနည်းရှော့ပါနော် Aries လေးတွေဒီလာထဲမှာအကုန်အကျတွေများတယ်ဆိုတာမျိုးလေးမြင်ရတယ်နော်အကုန်ကြတွေအများများနေတယ်သူများကိုပေးခြင်းနဲ့ဝယ်ပေးခြင်းနဲ့မဟုတ်ဝယ်ကြွေးခြင်းနေတယ်အုပ်စုလိုက်မုတ်ဆိုင်ထိုင်ရင်တော့ကိုကပဲရှင်းကျင်တာဒါ Aries ကစရိုက်သဘောနော်ငွေကိုလည်းဘယ်တော့မှမတွန့်တိုးတတ်ဘူး Aries တယ်ဆိုလို့ရှိရင် Aries အစ်စ်မှန်တယ်ဆိုလို့ရှိရင်လက်အရန်ဖွာပါတယ်နော်သူများကိုပေးခြင်းကြွေးခြင်းစေတနာလည်းအရန်ကောင်းပါတယ်အဲ့လိုစေတနာကောင်းလို့တခါတလေအထင်လွဲခံရတာတွေတောင်ရှိတယ်နော်အဲ့တော့ဒီလထဲမှာ Aries လေးတွေအနေနဲ့တိတ်ပြီးတော့လက်မဖွာပါနဲ့နော်လက်လေးနည်းနည်းထိမှအထူးသဖြင့်ကိုယ့်ရဲ့ဘန်နာရေးပေါ့နော်ကိုယ့်ရဲ့ပတ်စံအိတ်လေးကိုစနစ်တကျလေးနဲ့ထားပြီးတော့သုံးပါငွေအဝင်အထွက်ကနည်းနည်းလေးများနေပါတယ်နော်အဲ့လိုမျိုးလေးရှိပါတယ်နောက်ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ Aries လေးတွေကအပူဓာတ်များတဲ့သဘောမှာရှိတဲ့အတွက်အပူရှက်တာအပူလောင်တာเนาะအဲ့လိုရင်သွေးပူတွေလောင်တာမျိုးလျှက်စစ်လက်စစ်ဓာတ်လိုက်တာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေတော့နည်းနည်းလေးသတိထားပါအပြင်သွားတဲ့အခါမှာအပူရှက်တာမျိုးတွေပါရှိတတ်တယ်နေအရန်ပူပြီးတော့အသားတွေဆက်တာအနီစက်တွေထွက်တာမျိုးနော်ဒါမျိုးလေးတွေရှိတတ်ပါတယ်ဆိုတော့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အဲ့လိုအပူနဲ့ပတ်သက်တဲ့ဟာလေးတွေကိုသတိထားပါနောက်ပြီးတော့စိတ်ပေါ့နော်စိတ်ပူတာလေးပေါ့ဒါလေးကိုလည်းတတိထားပေးပါနော်စိတ်နဲ့ပတ်သက်ပြီးတော့စိတ်လောတယ်စိတ်ပူတတ်တယ်အဲ့ဒါတွေက Aries တွေအောင်မြင်တဲ့လောက်မအောင်မြင်ရတဲ့အကြောင်းရင်းအဲ့စိတ်ပဲစိတ်ကိုသိပြီးတော့ Aries တွေက control မလုပ်နိုင်ဘူးအထူးသဖြင့်ဟန်မဆောင်တတ်ဘူး Aries တွေကဟန်ဆောင်ရင်လည်းပေါ်တယ်Aries တွေကလိန်ရင်ဟန်ဆောင်ရင်လည်းအကုန်ပေါ်တယ်အဲ့တော့အမှန်အတိုင်းဘွင်ဘွင်ရှင်းရှင်းနေလိုက်ပြန်တော့လေလူတွေကအထင်လွဲကြတာပေါ့နော်တကယ်တော့ Aries လေးတွေက red flag မဟုတ်ပါဘူးเนาะသူများတွေကထင်တာ Aries တွေကို red flag လို့ထင်ပေမဲ့တကယ်က Aries က red flag မဟုတ်ပါဘူးအပွင့်လင်းလွန်တာเนาะအပွင့်လင်းလွန်တဲ့ကိုယ့်ရဲ့စိတ်ရင်းတွေကိုချချပြပြီးတော့လူမုန်းများတာပါတကယ်ကเนาะအဲ့လိုမျိုးလေးပါအဲ့တော့ကိုယ့်ရဲ့နှုတ်စိတ်เนาะကိုနှုတ်စိတ်ဓာတ်တွေကိုစောင့်ထိန်ပေးပါဒါဆိုရင်တော့ကိုထင်ထားတာထက်ပိုပြီးတော့အောင်မြင်တဲ့ဘဝကိုရပါလိမ့်မယ်ဒီလထဲမှာလည်းအဲ့လိုပဲเนาะအလုပ်အကံရတော့ကောင်းကောင်းနေတော့ရှိတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးကိုရဲ့စိတ်ကိုမထိန်နိုင်မသိနိုင်ဖြစ်ပြီးတော့project တွေဘာတွေပြတ်သွားတာမျိုးလည်းရှိကောင်းရှိနိုင်တယ်เนาะဒါမျိုးလေးတွေကတော့စိန်ခေါ်မှုတွေဖြစ်တဲ့အတွက်ဒီအချက်လေးတွေကိုရှောင်သင့်ပါတယ်เนาะနောက်ပြီးတော့ PR ပေါ့เนาะ Aries တွေကိုယ်တိုင်ရလဲPR ပေးခံရရင်မကြိုက်ပါဘူးเนาะအဲ့တော့အလုပ်မှာ PR တွေဘာတွေများရှိခဲ့လို့ရှိရင်တဲ့ pressure တွေအရင်မပြီးပါနဲ့เนาะဒီအလုပ်တွေကငါလှုပ်လို့ပြီးသွားမှာပါအဆင်ပြေသွားမှာပါဆိုတော့စိတ်ကိုပေါ့အေးအေးလေးထားစေချင်တာเนาะအားလုံးကခဏပဲဘလောက်ပဲပင်ပန်းခက်ခဲတယ်ပြောပြီးသွားလိမ့်မယ်เนาะတစ်ချိန်ချိန်မှာပြီးသွားမှာပဲဆိုတော့စိတ်ကလေးထားစေချင်တာဒါပေမဲ့ Aries လေးတွေကအရင်စိတ်ကလောတဲ့အတွက်PR တွေအရင်များပြီးတော့အလုပ်မှာဆိုရင်ယာဒူးကတိုးကန်နေပြီ PR တွေများပြီးအဲယာဒူးတိုးတာကြီးကိုလက်မခံရဲဘူးAries လေးအမြဲတမ်းအဲ့လိုဖြစ်တယ်เนาะတကယ်လို့ចောင်းသားចောင်းသူဆိုရင်လည်းအဲ့လိုပဲအဆင့်တစ်ကရကျင်ပါရဲ့နဲ့စာကိုတိတ်အများကြီးမလုပ်ဖ ೇನೆ မရတော့ပါဘူးလေ PR တွေကအရန်များနေပြီဒီလိုပုံစံမျိုးတွေနဲ့ရွှေတွင်းနာရောက်ခံဒီမှာတက်ခောက်ပြီးလှည့်လှည့်ပြန်တဲ့ဇယိုက်မျိုးလေးတွေ Aries တွေမှာရှိပါတယ်เนาะပြီးရင်လှုပ်ချင်တာရှိရင်လည်းအုံဆိုထလှုပ်လိုက်တာမလှုပ်ချင်လည်းဝုန်းဆိုပြီးတော့မလှုပ်တာ Aries ကသဘောတဘာဝကောက်ရိုးမီเนาะကောက်ရိုးမီเนาะဆိုတော့ဟုံးကနေထတောက်ဟုံးကနေပြန်ငိမ့်တတ်တဲ့သဘောရှိတယ်เนาะအဲ့လိုမျိုးလေးတွေမနေပါနဲ့เนาะ Aries လေးဒါကို့အကြောင်းကိုပြောနေတယ်လို့ဖြစ်နေเนาะ Emily ကိုယ်တိုင်လည်း Aries ဆိုတော့ကိုမှန်ကြည့်ပြီးပြောနေရတယ်လို့ပါပဲเนาะအဲ့လိုလှုပ်ချင်စိတ်ရှိရင်အုံကနေထလှုပ်တယ်အုံကနေအောင်မြင်တယ်ပြီးရင်ပြန်ထိုးကြသွားတာ Aries ရဲ့သဘောတဘာဝဖြစ်ပါတယ်အဲ့ဒီစိတ်တွေကိုထိမ့်သိမ့်နိုင်မယ်ဆိုရင် Aries တွေကတော်တော်ကိုအောင်မြင်မဲ့ပုံကိုမျိုးတွေပါနော် Aries တော်တော်များများကဘာကျော်နာမည်ကျော်တွေလည်း Aries တော်တော်များများရှိတဲ့အတွက်သူတို့စိတ်ကိုသူတို့ဘယ်လို control လုပ်ကြလဲဆိုတာလေးကိုကအတူယူပြီးတော့ကိုယ်တိုင်လေးလိုက်နိုင်ကျင့်သုံးလို့ရပါတယ်နောက်ပြီးတော့အဓိကပြောချင်တာကတော့ငွေကြေးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်ဖွာတာလေးနည်းနည်းလျှော့ပါကျမရေးနဲ့ပတ်သက်ရင်တော့အပူနဲ့ပတ်သက်တာလေးတွေနည်းနည်းလျှော့ပါနော်စိတ်ကိုအေးအေးလေးထားပါဒါဆိုရင်တော့ Aries လေးတွေအတွက်ကအားလုံးအဆင်ပြေသွားပါလိမ့်မယ်ပြန်ပြီးတော့အနှစ်ချုပ်မယ်ဆိုရင်ဒီလအတွင်းမှာ Aries လေးတွေငွေကံကောင်းပါတယ်အလုပ်အသစ်ရနိုင်ခြင်းရှိပါတယ်နိုင်ငံခြားသွားမဲ့သူလေးတွေအဆင်ပြေနိုင်တယ်နိုင်ငံခြားဆောင်မွေးဖြည့်ထားတဲ့သူလေးတွေလည်းအမှတ်ကောင်းကောင်းရပါလိမ့်မယ်နော်တခုပါပဲ Aries တွေကိုယ့်ရဲ့စိတ်ကိုထိန်းပါ Aries တွေကလေလူကတော့အဲ့လောက်ထိမစိုးဘူးနော်
ကိုအမူအရာကြမ်းတမ်းတာမျိုးမရှိပါဘူး Aries တွေကတခုပဲနှုတ်နဲနဲလေးစကားပြောတာအရန်ပွင့်ပွင့်လင်းလင်းကြီးပြောတတ်တယ်စိတ်ကလည်းရှူးရှူးတန်းတိုင်းကြီးဖြစ်တတ်တော့မျက်နှာနည်းနည်းပြက်တယ်နော် Aries တွေမှန်လို့ရှိရင်မျက်နှာကွက်ခနဲ့ပြက်သွားတတ်တဲ့သဘောရှိတယ်တချို့ကြတော့အဲ့လိုမျိုးမကြိုက်ဘူးပေါ့နော်မျက်နှာ9ခေါက်ကျိုး10ခေါက်ကျိုးလို့ပါတော့ဒါမျိုးလေးအထင်ခံရတာမျိုးလေးရှိတတ်တယ်နော်အဲ့တော့ Aries တွေကကိုယ့်ရဲ့ကိုယ်နှုတ်အမူအရာအကုန်လုံးကိုဆောင်ထိန်ပေးပါเนาะဒါဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်ဒါက general reading ဖြစ်တဲ့အတွက် Aries တွေအကုန်လုံးကိုခြုံပြီးတော့ပြောရတဲ့အခါကျတော့တယောက်ချင်းစီမှာမတူညီတဲ့ဇယိုက်တဘာဝတွေတော့ရှိကောင်းရှိနိုင်ပါတယ်เนาะအဲ့တော့တကယ်လို့မတူညီခဲ့တာလေးတွေရှိရင်လည်းနားလည်ပေးပါတူညီတာလေးတွေရှိလို့ရှိရင်လည်းပဲအော်ကိုဘယ်နာလေးတော့ပြင်သင့်တယ်ဘယ်နာလေးတော့စောင့်သင့်တယ်ဆိုတာမျိုးလေးကိုစူးစမ်းပြီးတော့ပြုပြင်ယူကြည့်ပါဒါဆိုလို့ရှိရင်တော့Emily ရဲ့ဒီနေ့ဒီ Aries တွေနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းနဲ့ဒီနိုဝင်ဘာလအတွင်းမှာဖြစ်နိုင်ခြေရှိရဲ့ကောင်းခြင်းဆိုးခြင်းစိန်ခေါ်မှုလေးတွေအကြံပေးချက်လေးတွေကဒီနေရာမှာပဲဒီလောက်ဒီနဲ့ရပ်လိုက်ပါမယ်နောက်ရက်တွေကြာလို့ရှိရင်တော့တခြား sign လေးတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်တာယာသောနေ့လေးဖြစ်ပါစေเนาะဘိုင်ဘိုင်ပါ